ကဲဒီနေ့ကတော့မျောချောင်းကနေပြီးတော့ကြောက်လုံးကြီးနှလုံးရတာဗျဒါကတော့ကျွန်တော်တို့မိုးအရန်ရွာထားပြီးတော့အခုရေကျသွားပြီပါဗျာရေကျသွားတဲ့အချိန်မှာပေါ်ပါဗျကြောက်တွေကဒီကောင်ကတော့အရေကြောက်ချင်းနဲ့အရေနဲ့ဒီကောင်ကတော့အလုံးကြီးဗျဒါအပဲ့သားကတော့မဲနေပြီကြောက်သားမဲတယ်ပေါ့ဗျာရှယ်ပဲဒီလုံးကြီးကလည်းကဲထိုင်းအောင်ပဲဗျာဒီနေ့ကတော့2ယောက်တည်းထမ်းရပါဘလို့တော့ဒီစိတ်နဲ့ထမ်းရပါနော်လုံးကြီးနှလုံးရတာပြီဒါမိုးရမ်းရွာပြီးတော့ဒါကျွန်တော်ရေကျသွားတဲ့အချိန်မှာကြောက်တွေကအဲ့လိုမျိုးပေါ်ပါဗျလိုက်ကောက်ရုံပဲဒါအပေါ်မှာလဲဒါကျွန်တော်တို့တူးနေကြပါဗျာတူးနေလူတွေအများကြီးပဲဒါကျွန်တော်တို့တော့မျောချောင်းလိုက်တာပေါ့ဗျာမျောချောင်းကြောက်ချတာပေါ့ဗျာအခုနှလုံးရတာဗျာဘယ်လိုထမ်းရမလဲစဉ်းစားနေ